ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရဲဝင်းထွန်းရေးသားထားတဲ့ဦးကြီးမောင်နဲ့ကြက်တွေနေတဲ့ရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါရရှင်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရရှင်စောင်းကုန်ပြီးတော့လဲနှွေရသေးကိုတောင်ရောက်နေပြီဗျနေရလဲပူလိုက်တာပြောမနေပါနဲ့ဗျာကိုယ့်အိမ်နဲ့ကိုနေရတော့မှချွေးတွေကရေချိုးထားတယ်လို့ထွက်နေတာကျွတ်တို့ဆိုရင်ရက်တောင်ကြီးနဲ့တစ်ဖြက်ဖြက်ကိုခတ်နေရပေါ့အဖေဆိုရင်လဲအင်းကြီးကိုချွတ်ထားတာဗျအမေကတော့မိဖို့ကြောင့်ဝင်ရမှာတော့ကြားထပ်ပူပြီးကြောက်နေရပေါ့ဗျအခုလိုနှွေပူပူမှာထမင်းစားလို့အရမ်းမြိန်တာတော့ချင်းဟင်းနဲ့ဟင်းကြိုဟင်းပဲဗျဟင်းကြိုလေးလို့ရုပ်သီးစားတောင်းလေးထောင်ပြီးငါးကြော်လေးနဲ့စားလိုက်ရရင်တော့စားလို့အရမ်းကောင်းတာပေါ့ဗျဟင်းကြိုကပူပူငရုတ်တီးကဆက်ဆက်ရာသီဥတုကပူပူနဲ့စားကောင်းလိုက်တာလွန်ပါရောဗျာကျုပ်လေဟင်းကြိုဟင်းလေးနဲ့ထမင်းစားပြီးတော့လေချွေးပြက်နေတဲ့မျက်နှာပစိုးနဲ့တုံရင်ကွပ်ပြက်ပေါ်မှာထိုင်နေရပေါ့တာလာရေတာလာကျုပ်လေဝိုင်းဝါခေါ်တန်းကြလို့ကြည့်မိတော့လေကိုအောင်မောင်ကြီးကကုန်းရဝိုင်းရင်နဲ့ကျုပ်ကိုချန်ရှိရနေခေါ်နေရဗျဝင်လာခဲ့လိုက်လေကိုအောင်မောင်ရဲ့ကျုပ်ပြောလိုက်တော့လေကိုအောင်မောင်ကြီးကဝင်လာပြီးတော့ကျုပ်ပြီးမှလာထိုင်နေဗျကိုအောင်မောင်ကြီးမလာစဘူးအလားထူးပါလားကိစ္စတစ်ခုခုရှိလို့ထင်တယ်အိမ်မော်ကအမေကလည်းရင်သွေးချမ်းလင်ပန်းလေးကင်ပြီးဆင်းလာတယ်ဗျကိုအောင်မောင်မြင်တော့လေအောင်မောင်ရောက်နေရပါလားကဲညီကိုရေးစကားပြောကြအောင်အရင်ရွာထဲခဏသွားလိုက်အောင်မေအမေကလည်းထမ်းဖို့ခမောက်လေးကိုစားရင်းနဲ့ရွာထဲကိုထွက်သွားပါတယ်ဒါလားမင်းဖေလည်းမတွေ့ပါလားဘယ်သွားလဲအဖေကဦးမွေးရဲ့အိမ်ကိုသွားတယ်ဗျအော်ဘာလို့မလို့လဲတော့ကျုပ်လည်းမသိဘူးဒါနဲ့ကိုအောင်မောင်အကြောင်းရှိလို့လားကိုအောင်မောင်ကြီးကတော့ကျွတ်တို့ရွာရဲ့တောင်ပိုင်းမှာနေရဗျမိဘတွေမရှိရတာကြောင့်လေတကူရဲ့အပေါ်ကနေလဲတွေရာတွေကိုလောက်ကင်နေရပေါ့ဗျာအေးကိစ္စကတော့ငါ့တော်တဖန်ကုန်းရွာမှာဆေးသွားကူကျင်လို့ကွာအဲ့ဒါနဲ့ကျုပ်ကိုလာပြီးခေါ်တာပေါ့ဟုတ်လားအေးလေဟိုရွာထဲမှာလည်းငါနဲ့ရခင်းတဲ့လူများတိတ်မရှိလေကွာအဲ့ဒါနဲ့ပဲမင်းကိုအားကိုးရတယ်ဆိုပါတော့ကွာဟုတ်လဲဟုတ်တယ်ဗျကိုအောင်မောင်ကြီးကတော်ရုံတိတ်ပြီးစကားပြောတာမဟုတ်ဘူးအလုပ်ကိစ္စရှိမှပဲစကားပြောတာများတယ်ဒါပေမဲ့လေကိုအောင်မောင်ကြီးကစိတ်ထားတော့ကောင်းနေဗျတောင်ရစားတော့နေရတဲ့အဖိုးအဖွားကြီးတွေကိုတွေ့ရင်လည်းနဲတယ်များတယ်မစင်စားဘူးဗျ600လောက်ကတော့လှူလိုက်တာပဲအတော်ပဲဗျဟိုကျုပ်ကိုအဖေကလည်းတဖန်ကုန်းမှာချိန်တွေသွားပဲခိုင်းတာကိုမောင်ရောက်တာမြန်လို့ဗျမဟုတ်ခဏနေကျုပ်ကသွားတော့မှာအေးဒါဆိုရင်လည်းအခုသွားကြမလားသားလားရဲ့ကိုမောင်ကြီးကလည်းနေရဒီလောက်ပူနာပြီးတော့လည်းကျုပ်သားမဖြူပါဘူးဆိုမှမီးသွေးဖြောင်းတော့မလုပ်ပါနဲ့ဗျာတဲလေအပြောကောင်းတဲ့ကဒါဆိုရင်လည်းညနေနေအေးမှပဲသွားကြပေါ့အခုချိန်သွားလဲငါ့တော်လမ်းမာတွေကိစ္စရှောသွားနိုင်နေကွာကျုပ်နဲ့ကိုအောင်မောင်ကြီးကလည်းပြိုင်လူရှိလဲကြပါပေါ့ဗျာညနေရလဲ3 နာရီလောက်တော့ရှိပြီဗျတာလာရေသွားကြမယ်လေလာပြီကျုပ်ကလည်းကိုအောင်မောင်ကြီးအတန်ကြာတော့လေချန်ပီယံဘက်ကိုထွက်လာခဲ့လိုက်တယ်ကျုပ်ရဲ့ကိုအောင်မောင်ရဲ့ကိုအောင်မောင်အတော်အကြီးစင်မရဲ့တူတူစီးလာကြတဲ့လှေလေးကလည်းတဖန်ကုန်းရွာကိုတအီးနဲ့သွားနေကြတာပေါ့အကြီးစင်မဘာဖြစ်တာလဲကိုအောင်မောင်ရဲ့မသိပါဘူးကွာဘိုက်ထဲကနေတစ်ချက်အောက်လို့ရဲကွာတောက်လျှောက်တော့မဟုတ်ပေမဲ့တနားရီကြားတစ်ခါအောက်နေရဲကွာအကြီးစင်မကတော့လှဲပေါ်မှာတုံးလုံးကြီးလှဲနေရဗျကျုပ်ကလည်းအမြင်မတော်တာနဲ့မျက်စိကိုတခြားနေရာကိုလှဲနေလိုက်တယ်တာလာတော့ပါလားဘယ်ကိုသွားကြမလို့လဲအော်ဦးကြီးမောင်ပါလားကျုပ်တို့တဖန်ကောကိုသွားမလို့ဗျကျုပ်တို့နဲ့လေတကွက်အကျော်မှာတော့ဦးကြီးမောင်ရက်နေရဗျအေးတဖန်ကောဆိုရင်ငါပါလိုက်ခဲ့မယ်ကွာရသေးလားရတာပေါ့ဗျာလာဦးကြီးမောင်လည်းကျုပ်တို့လဲပေါ်မှာတက်ထိုင်လိုက်တယ်အကြီးစင်မမြင်တော့လေဟဲ့စင်မနေရထိုင်တာကြည့်နေစမ်းယောက်ျားလေးရှိနေတာဘလို့နေနေရလဲမဟုတ်ဘူးဦးကြီးမအကြီးစင်မဖိုက်အောင်နေလို့ပါဗျာလှဲနေတတ်တာရဲဆိုလို့လှဲနေရပါ။အော်အေးတလားမင်းဘာမှပိုင်မလားပစိုးချပြီးစင်မကိုဖုံးထားပေးလိုက်။ကျုပ်ကလည်းဦးကြီးမောင်ခိုင်းတာမို့အလုပ်ရတာပေါ့။ကျုပ်တို့လဲလျာလည်းတဖန်ကုန်းရောက်လာခဲ့တယ်။ကျုပ်ကတော့ကျိတ်နေဝဲဖို့အတွက်ကြက်ရောင်းတဲ့အိမ်ကိုသွားရတာပေါ့။ဦးကြီးမောင်ကတော့သူပစ္စည်းကြံခဲ့တဲ့အတီတယောက်အိမ်ပစ္စည်းသွားယူတာဗျ။ကိုအမောင်ကတော့အကြီးစင်မကိုစိတ်ကူဖို့အတွက်ဆေးဆရာကြီးရဲ့အိမ်ကိုမောင်းသွားတယ်ဗျ။ကျုပ်တို့တွေလည်းလူခွဲလိုက်ပြီးတော့ညနေ9 နာရီလောက်ကြာမှပြန်တွေးကြတယ်တာလာနဲ့ဦးကြီးမောင်တို့ပြန်နေကြဗျာအကြီးစင်မှာ3 ရက်လောက်နေရမယ်ပြောရဗျဦးကြီးမောင်တို့ပြန်ရင်ကျုပ်လဲမောင်းပြီးပြန်ကြပေါ့နောက်ရက်ကျမှကျုပ်တို့ချင်းလင်းပြန်လာခဲ့လိုက်မယ်အေးဒါဆိုရင်ငါတို့ပြန်နေမယ်ကျုပ်နဲ့ဦးကြီးမောင်ကလည်းကိုအောင်မောင်ကြီးရဲ့လဲကိုပြန်စီးပြီးလာကြပြီးပေါက်လောက်ပြန်လာခဲ့ပါတယ်တာလာရေငါတို့မောင်းလာနည်းနည်းကြာနေပြီလို့ထင်တယ်နော်ကျုပ်ကလည်းစိတ်ကလည်းထင်တော့ထင်နေတာဗျကျုပ်တို့ပုံမှန်နိုင်ဝက်လောက်ကြာမောင်းရုံနဲ့ရောက်တဲ့တဖန်ကုန်းရွာကျုပ်တို့ပြန်လာတနာရီနီးပါးရှိနေပြီဗျဟုတ်တယ်ဦးကြီးမောင်ရဲ့ကျုပ်လည်းအဲ့ဒါကိုတွေးနေတာမဟုတ်မှလွယ်ရောလမ်းနေများမှားနေသလားလို့
မားစရာကြောင့်မရှိပါဘူးကွာဒီလမ်းနေငငယ်တွေကသွားနေကြလမ်းနေပါကဲပါဆက်ပြီးတော့ဒါမှရွာနောက်ဘက်ကိုရောက်နေတယ်နေကျုပ်ကလည်းနွားလေးကိုဆက်ပြီးတော့ဒါမောင်းနေပြီမဲ့အချိန်တော်တော်ကြာတဲ့အထိရွာဆိုတဲ့အရေးအောင်တော့မတွေ့ရသေးဘူးဗျတာလာဟောဟိုဟာရွာလာဟာကျုပ်ကလည်းဦးကြီးမောင်ပြတဲ့နေရာကိုကြည့်လိုက်တော့လေမီးရောင်မှိန်ဖြားဖြားနဲ့ရွာလေးတွေ့အောင်မြင်လိုက်ရတယ်ဟုတ်တယ်ဗျအဲ့ဒါရွာပဲကျုပ်ကလည်းရွာစီကိုခက်မြင်မြန်လေးမောင်းလာခဲ့လိုက်တယ်ကိုအောင်မောင်းကြီးရဲ့နွားတွေကလည်းကောင်းချက်ဗျဒီလောက်ကြာကြာမောင်းနေရတော့မောဟန်မပြူဘူးဗျအကိုကြီးတို့ငါးလေးတွေအားပေးကြပါဦးကျုပ်တို့ရွာထဲကိုရောက်တော့လေထူးထူးဆန်းဆန်းညဘက်ကြာဈေးတွေရှောင်းနေရဗျမိမငယ်တယောက်ကလည်းကျုပ်တို့ငါးတွေအားပေးဖို့အတွက်ပြောပေးမယ်လေကျုပ်ကတော့မယူခဲ့ပါဘူးတားလိုက်ငါနှာခေါင်းထဲမှာအနံ့တစ်ခုရနေကွာဟုတ်တယ်ဗျဟိုကျုပ်လည်းအနံ့တစ်ခုရနေအပုတ်နဲ့လိုအနံ့ကြီးဗျအေးဟုတ်တယ်တက်နိုင်တယ်များတတိနဲ့နေဒီရွာတာမန်ရွာတစ်ခုတော့မဟုတ်တော့ဘူးကျုပ်တို့လည်းစကားပြောရင်းနဲ့ရှောက်လာတာရွာအလဲလောက်တောင်မှရောက်နေပြီကျုပ်တို့ရွာအလဲလောက်ရောက်တော့လေမုတ်တယ်မှာတူရှောက်လာတယ်ဗျမြန်မာမုတ်လေးတွေပါတဲ့အကိုတွေနည်းနည်းပပလောက်တော့အားပေးကြပါလားမြူတော့ပါဦးညီမရပါတယ်အဲ့မိမကလည်းမုတ်တောင်းလေးကိုရွက်ပြီးအမောင်တူထဲမှာပျောက်ကွယ်သွားတယ်ဗျကျက်ကလည်းရည်နယ်ကြီးတွေဝဝလလင်တုတ်ထားတဲ့အိမ်ကြီးကိုမြင်တော့လေလှပတဲ့အကြောင်းအဲ့အိမ်ကြီးကိုလက်ညှိုးထိုးပြီးပြလိုက်တယ်ဟာသွားပြီတားလာမင်းတော့ပြဿနာရှာလိုက်ပြီကျုပ်လက်ညှိုးနဲ့ထိုးလိုက်တဲ့အိမ်ကြီးကလည်းမီးတွေထလောင်လာတာဗျရွာထဲမှာရှိတဲ့အလင်းရောင်တွေကလည်းအားလုံးမိတ်ကုန်ကြတယ်နင်တို့ကငါအိမ်ကိုဖျက်ဆီးရတယ်ပေါ့တေးရမယ်အသိဆိုးနဲ့တေးရမယ်အကွက်ကွက်ရှော့တအတန်ကြီးကလည်းမီးလောင်နေတဲ့အိမ်ကြီးကနေထွက်လာတာဗျပဝင်းကျင်ကလည်းမှောင်မဲလျက်ရှိတယ်အဲ့ချိန်မှာရုတ်တရက်ကျုပ်ရဲ့ပခုံးလက်တစ်ဖက်ကဆွဲလိုက်ပြီးအဝေးလွှင့်ပြလိုက်တယ်ဦးကြီးမောင်ဘာကောင်ကြီးလည်းမသိဘူးကျုပ်စောနာမြင်နေရတဲ့ရွာသားတွေကတော့ကြောက်စရာပုံစံကြီးတွေဖြစ်သွားကြတာဗျသူတို့ရဲ့ကိုယ်ပေါ်မှာလည်းတရားတစ်ချက်တည်းပွားစာလန့်နေရပဲတရားစာရွက်ကွာသားလှကျုပ်ကလည်းကြောက်လန့်ပြီးတော့တရားစာတွေကိုကြော်တိကြော်ပေါက်နဲ့ရွတ်နေမိတာပေါ့အဲ့အကောင်ကြီးတွေကလည်းတဖြည်းဖြည်းနဲ့ကျုပ်နာကိုပြေးလာကြတယ်ဦးကြီးမောင်ကတော့တရားစာကိုအတန်ထားနဲ့ရွတ်နေရဗျကျုပ်ကတော့အတန်ထားနဲ့ရွတ်ဖို့မပြောနဲ့တေးချတော့မရွတ်နိုင်မင်းနဲ့ခြေဦးတက်ရပြေးတော့တာပဲမပြေးနဲ့နေ့ကိုတတ်မယ်ကြောက်စရာအတန်ဆူဆူကြီးတွေကလည်းကျုပ်နောက်ကနေထွက်လာတာဗျမိုးချင်းတဲ့တစ်ချက်ကြားပြီးအဲ့အတန်ကြီးကလည်းပျောက်ကွယ်သွားတယ်ကျုပ်နောက်ကိုကြည့်လိုက်တော့လေဦးကြီးမောင်မြေကြီးပေါ်မှာမုတ်ဆိုးတူထောက်ထိုင်နေရှင်ဘက်ကိုလက်နဲ့ဖိထားတယ်ဦးကြီးမောင်ရရဲ့လားကျုပ်ကလည်းဦးကြီးမောင်ရဲ့အနာကိုအပြေးကပ်သွားတာပေါ့ရတယ်မင်းဘာဖြစ်သွားသေးလဲဦးကြီးမောင်ရရတာပြောရင်းနဲ့လက်နဲ့မြေကြီးကိုတစ်ချက်ရိုက်လိုက်တယ်ကျုပ်ရဲ့ခန္ဓာကိုယ်တစ်ချက်တွန်းသွားပြီးကျုပ်လည်းရုတ်တရက်တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုရောက်နေအပင်ကြီးရဲ့ပြီးမှာတော့ပေါက်လာရွာနဲ့တဖန်ကုန်းရွာကိုဆက်ထားတဲ့လှဲလန်းကြီးရှိနေဦးကြီးမောင်ကျုပ်ကလည်းဦးကြီးမောင်တတိယနဲ့အော်ခေါ်လိုက်တယ်ငါဘေးမှာပါကွာဦးကြီးမောင်ကတော့ကျုပ်ဘေးမှာပက်လက်ကြီးပြလေကိုလည်းခက်ပြင်းပြင်းနဲ့ရှူနေရရလားဦးကြီးမောင်ဒါရကျုပ်ကြောင့်ဖြစ်ရတာပါရပါတယ်တာလာရဲ့နောက်ဆိုမှတ်ထားကွာကြက်ရွာလက်ညှိုးမထိုးရကွာခုတော့တေတော့မလို့ကန်ကောင်းလို့ပဲကြက်ရွာဆိုတာမသိလို့ထိုးမိတာပါဗျာဒီလိုမှသိမထိုးပါဘူးဒါနဲ့ဦးကြီးမောင်ကဘယ်လိုလုပ်ပြီးကြက်ရွာဆိုတာသိတာလဲအစငါလည်းမသိဘူးကွာလမ်းမပြီးရောက်လာတယ်ပဲထင်တာနောက်တော့မှလူတွေနဲ့အိမ်တွေတတိထားမိလိုက်တယ်ဖန်ပြီးအိမ်တွေကိုလည်းစောက်ထိုးကင်ထားကြတယ်အိမ်တွေမှာလည်းတကားမတက်ထားတာကိုကြည့်ပြီးကြက်ရွာဆိုတာကိုသိရတာငါအမေကိုပြောမယ်လို့တော့မေကငါအရင်ဦးသွားတာလေအိမ်မှာပဲမဖြစ်တဲ့နာတွေဖြစ်ကုန်တာဒါနဲ့ကျုပ်တို့ဒီကိုဘလို့လုပ်ပြီးပြန်ရောက်လာလဲအလဲလဲလှုပ်လိုက်တာပေါ့ကွာကြက်ရွာနဲ့ပြန်ထွက်ချင်တဲ့ကမှကို့မှာပါလာတဲ့ပစ္စည်းတစ်ခုအောက်ကိုချပေးရတယ်ကွာပြီးရနဲ့ကြက်ရွာနဲ့ပြန်ထွက်ချင်ပါလေဆိုပြီးဆူတောင်းရတယ်အဲ့လိုလုပ်ရင်ကြက်ရွာမှာရှိတဲ့လူသားတိုင်းကကြက်ရွာရဲ့အဝင်ပေါက်မှာပြန်ပြီးတော့ပေါ်လာတတ်ကြတယ်ထူးလေထူးဆန်းကြောက်ဖို့လဲကောင်းလိုက်တာဗျာကျက်မိခင်ကြီးကမင်းကိုလက်ကြီးနဲ့လွှဲရိုက်တာကွာမင်းကိုထိမှဆိုလို့ငါရှေ့ကနေဝင်ခံပြီးလိုက်တာပညာရေးတက်ထားတော့ခံသာသေးတာပေါ့ကွာဒါများဗျာပညာရေးထုတ်ပြီးပြန်ချပေါ့မလွယ်ဘူးတာလာရဲ့ဒါကသူ့ရဲ့နေသူ့နယ်မှာဘသူမှသူ့မနိုင်ဘူးကွာမင်းကြောင့်ကတဖန်းကောကပြန်ယူလာတဲ့ဓာတ်ရုပ်ကလေးလဲကြက်ရွာမှာပေးခဲ့လိုက်ရပြီဦးကြီးမောင်ကတော့နှမျောတဲ့ဟန်ပန်ရှိနေပါတယ်ကျုပ်သိပါတယ်အဲ့ဒီဓာတ်ရုပ်လေးကသူ့အတွက်အရင်အရေးပါမယ်ဆိုတာကိုပေါ့ဗျာဦးကြီးမောင်နေမော်စင်တက်တီတုံးကျဖကြီးရဲ့တွန်းတန်ကြားရတဲ့အတူကျုပ်လည်းအိယာနေနိုးလာခဲ့တယ်ကျုပ်တို့ရွာမှာလည်းဒီနေ့မှထူးထူးဆန်းဆန်းမြူတွေဖုံးနေတာဗျနွေရာသီကြီးမှာမြူဖုံးနေဆိုတာလေကျုပ်တက်တော့မကြုံဘူးဗျကြားလည်းမကြားဘူးပါဘူးဗျာမြူကလည်းတောတွေရိုးမရဲမှာဖုံးနေရမဟုတ်ပဲနဲ့ကျုပ်တို့ရွာထဲမှာဖုံးနေရဗျတနည်းအားဖြင့်တော့မြူထားတယ်လို့လည်းခေါ်တာပေါ့ဗျာဒီနေ့တော့အတော်ထူးဆန်းနေရဲ့ဗျကျုပ်ကနိုးနေပြီမဲ့အမေနဲ့ဖေကတော့မနိုးသေးဗျအခါတိုင်းရက်တွေဆိုရင်ကျုပ်ကနောက်မှနိုးတာလေကျုပ်လည်းကိုပြက်ပေါ်မှာထိုင်ရင်းနဲ့မြူဆိုင်နေပတ်ဝန်းကျင်ကြည့်နေရပေါ့သားတော်နိုးနေရပါလားအဖေလည်းခုမှထားရငါသားရဲ့
အဖေကလည်းအိမ်မောကနေစင်လာနေကြက်ကိုပြောတာဗျဟုတ်တယ်အဖေရဲ့နိုးတာမနေကြပြီအဖေကလည်းကောင်းငယ်ရင်းနဲ့မျက်နှာတက်တက်ဘက်ကိုထွက်သွားတယ်ဗျမြူရီကလည်းမနက်9 နာရီကျော်လောက်မှပျောက်သွားတာဒီတော့မှပေါင်းဝင်းကျင်သေချာမြင်ရတာပေါ့ဗျစိတ်ကြောင်းသမားကြီးစိတ်ကြောင်းထွက်တာနောက်ကြရနော်ကျုပ်လည်းကပြစ်မှထိုင်နေရင်းနေကြတောက်နေတော့မှရွာရဲစိတ်ကြောင်းသမားကြီးကိုညွန့်မြင်တော့နှုတ်ဆက်လိုက်ပါတယ်အေးလေကွာမနေ့ကလေးကထူးထူးဆန်းဆန်းမြူရီဖုံးနေရနဲ့ငါစိတ်တွေလည်းခုမှကြားရတာပေါ့ကွာစကြက်မြေတော့သူများဥသွားရလားမသိပါဘူးကွာတော်ပြီဟဲ့ကိုညွန့်ကတော့ကျုပ်ကိုအော်ပြောလိုက်ရင်းနဲ့စိတ်အုပ်ကိုရွာပြင်ဘက်စီကိုမောင်းထွက်သွားတယ်ခမရတို့ပြောပြရအောင်မယ်ဗျနှွေခါကြရင်အပင်နုနုလေးတွေနဲ့မျက်တွေကအတော်ကြီးရှားသွားပြီလေရွာမှာလည်းနှွားမွေးတဲ့သူကမွေးစိတ်မွေးတဲ့သူကမွေးနေဆိုတော့စကြက်မြေတွေကနွားတွေစိတ်တွေအတွက်တော့မလောက်ဘူးပေါ့ဗျာဒါကြောင့်လဲစကြက်မြေတွေထိုင်မနဲ့စောစောသွားပြီးနွားတွေစိတ်တွေကြားရတာပေါ့ဗျာတားရီအမေနေ့လည်စာအတွက်ချင်းဟင်းလေးချက်ချင်လို့ဟင်းရွက်လေးရှာပေးစမ်းပါကွယ်အမေကလည်းထမင်းရိပ်ငှဲ့နေနဲ့ကျုပ်ကိုပြောတာဗျဒါဆိုလေကစုံရမင်းများလေးသွားခုလိုက်အောင်မယ်အခုချိန်ကစုံရကရှိသေးလို့လားတားရဲ့အရန်ဝေဝေးလန်လန်ကြီးရှောက်ရှာမနေနဲ့နော်ရာအနီးနားမှာပဲရှာမှာပါအမေရဲ့ကျုပ်သွားလိုက်အောင်မယ်နော်ကျုပ်ကတော့ကစုံရထဲဖို့အတွက်အိတ်တစ်ခုယူရင်းနဲ့10 ပေါင်စီကိုထွက်လာခဲ့လိုက်တယ်10 ပေါင်မှာလည်းရေရီရတော်တော်ခန်းသွားပြီးအိုင်ငယ်လေးတွေအဖြစ်ပဲတွေ့ရတာဗျကျုပ်လည်းကစုံရအနေငယ်တွေ့လိုက်ခူးလိုက်နဲ့အတော်လေးရနေဗျဟာဘာကြီးလို့တင်ပါလားဘာလာလောက်တာလဲဗျကျုပ်ကတော့10 ပေါင်ပေါ်မှာရှောက်လာတဲ့ဘာကြီးလွန်တယ်မြင်တော့လှမ်းပြီးနှုတ်ဆက်လိုက်တယ်ကစုံရလေးနဲ့ငပိရလေးနဲ့စားကြင်လို့ကစုံရလေးနည်းနည်းလောက်လာရှာတာပါကွာရှာမနေပါနဲ့ဘာကြီးလွန်တယ်ကျုပ်ခူးထားတဲ့အထက်ပဲယူလိုက်ပါဗျကျုပ်မှလည်းမနေမြညာရှိညာပဲဒါဆိုလေခက်နေနေလေးပေါ့ကွာငပိလေးနဲ့မြုပ်စားလို့ရရင်တော့ပါပြီကျုပ်ကတော့ဘာကြီးလွန်တင်အတွက်ကစုံရလုံလောက်အောင်ပေးလိုက်တယ်ဘာကြီးလွန်တင်ကတော့10 ပေါင်ပေးရတမပင်အရိတ်ကလေးမှထိုင်လိုက်တယ်ကျုပ်လေဘာကြီးလွန်တင်အနာမှာဝင်ထိုင်ပြီးတော့လေစောင်းလာတဲ့ခမောင်းနဲ့လေရက်ခတ်နေလိုက်တယ်ကျုပ်နဲ့နီတူပါပဲဘာကြီးလွန်တင်ကတော့ခမောင်းလေးတစ်ချက်ခတ်လိုက်ကွန်လေးဝါလိုက်နေပေါ့ဗျာရွာနဲ့10 ပေါင်လေအတော်ဝေးရနော်ဘာကြီးလွန်တင်အေးကွာအင်းရဆိုရင်ဒီထက်တောင်ဝေးသေးတာနောက်တော့မှအင်ဂျီတွေများလာပြီး10 ပေါင်နဲ့နည်းနည်းလေးနီးသွားတာစကားမဆက်ဘာကြီးလွန်တင်စကောမအတက်ဆိုတာရှိရောရှိသလားဗျစကောမအတက်ပညာနဲ့ပတ်သက်ပြီးတော့လေဘာကြီးလွန်တင်ကြားဘူးတာရှိလားဗျကျကလည်းအဆက်ဆက်မရှိမိလိုက်တဲ့စကားကြောင့်လေဘာကြီးလွန်တင်ကကုန်းကိုတစ်ချက်ထွင်နဲ့စကောမဆိုတာကရှေးဘီရင်တွေလက်ထက်ကလေးကပေါ်လာခဲ့တာလို့ကြားဘူးတယ်စကောမအတက်ကအနော်ရထမင်းအုပ်ချုပ်တဲ့အချိန်မှာအစာတသက်မင်းအုပ်ချုပ်တဲ့အချိန်နဲ့တာလုံမင်းတရားကြီးအုပ်ချုပ်တဲ့အချိန်တွေမှာအတော်ထွန်းကားခဲ့တယ်လို့သိရတယ်အဓိကထွန်းကားတာကတော့အစာတသက်မင်းအုပ်ချုပ်တဲ့အချိန်ပေါ့အစာတသက်မင်းကဖះရဲ့တရားတော်တွေနဲ့သာသနာတော်ကိုယုံကြည်သွားပြီးတော့လေဓာတ်တော်တွေကိုမြေအောက်မှာသိမ်းထားတယ်လို့ဆိုတယ်ကြောက်ပြားတန်ပြားခဲပြားအုပ်ပြားစတဲ့အပြားကြီးတွေနဲ့ဓာတ်တော်တွေထားတဲ့အဝင်အပေါက်တွေကိုပိတ်ထားတယ်လို့လည်းသိရတယ်ခုနပြောတဲ့အပြားကြီးတွေကိုဖယ်လို့ရသွားရင်တော့စကောမအတက်နဲ့စီရင်ထားတဲ့မြောက်ခန့်တစ်ခုရှိပြီးတော့အဲ့ဒီခန့်ကိုကျော်မှဓာတ်တော်တွေထားတဲ့နေရာရောက်တာလို့ကြားဘူးခဲ့တယ်အတော့ကမင်းလက်ထက်ရောက်တော့လေအတော့ကမင်းကြာဓာတ်တော်တွေထားတဲ့နေရာကိုသိရင်အသက်ပြားတစ်ထောင်ဆုချမယ်ဆိုပြီးကြီးညာခဲ့ပေမဲ့သိရသူမရှိဘူးနောက်ဆုံးတော့မေတီလာရှင်တယောက်ကသိရဆိုတဲ့အကြောင်းပြောပြီးတော့ဖះရဲ့ဓာတ်တော်တွေထားရမြေနေရာကိုပြခဲ့တယ်အတော့ကမင်းကြာလည်းလူသိများများစွာနဲ့ကြောက်ပြားတံများကြီးတွေကိုဖယ်လို့ရပေမဲ့စကောမအတက်နဲ့စီရင်ထားတဲ့အခန်းတော့မကြော်နိုင်မဲရှိနေနောက်တော့ပြက်ဝိနဲ့ပြက်တာလူဆန်းကောင်းနှစ်ယောက်ကယူနိုင်နေဆိုပြီးတက်တော်ရီယူပေးခဲ့တယ်။ဒါကလည်းငါကြားဘူးနောက်ဝရှိခဲ့တာကိုပြောပြတာ။ဒီအကြောင်းတွေကိုကြည်ကျင်အဖြစ်တော့စကောမအတက်ဆိုတာရှိကိုရှိလိမ့်မယ်။ဘာကြီးလွန်တင်ရတော့စကားရှိပြောပြီးရဲ့နောက်မှာတော့ကိုယ်တစ်ချက်ထွေးလိုက်တယ်။ဒါနဲ့မေတီလာရှင်ဆိုလား။အိုး तू ကဘယ်လိုလုပ်ပြီးတည်ရလဲဗျ။အေးကမေတီလာရှင်လို့လည်းပြောကြတယ်။ဘိက္ခုနီမလို့လည်းပြောကြတယ်။သူငငယ်ကသူ့ရဲ့ဆရာအဲ့ဒီမြေမိုးမိုးလေးရဲ့အောက်မှာဖះရှင်ရဲ့တက်တော်ရီရှိရလို့ပြောပြီးနေ့စဉ်ပူဇော်ခဲ့တာကြောင့်သိရလို့လဲဆိုရယ်။ဘာကြီးလွန်တင်တဲ့စကားပြောတာဘ ഹു တုတရလိုက်ပါပြီဗျာ။အေးရရင်လည်းနောက်မှရကွာခုတော့ပြန်လိုက်အောင်မယ်။ဘာကြီးလွန်တင်ကတော့ရွာရဲကိုတဖြည်းဖြည်းနဲ့ပြန်ဝင်သွားပါတယ်။ကျုပ်လည်းခုမှတတိယဗျ။အမေချင်းဟင်းကျုပ်လည်းတယောက်တည်းရှိရင်းနဲ့အိမ်အမြန်ပြန်ပြေးလာခဲ့တယ်။တော်သေးရပါဗျာကျုပ်ပြန်ရောက်သွားတော့မှအမေကချင်းဟင်းအိုးတယ်ဖို့အတွက်ပြင်နှုံးစနှုံးပဲရှိသေးတယ်ဗျတာလာရဲ့နေကစုံရသွားခူးတာလေကြာလိုက်တာဟဲ့အမေကလည်းဟင်းရက်တွေထွင်းနေပြောတာဗျဟုတ်တယ်အမေရဲ့ဘာကြီးလွန်းတင်နဲ့တွေ့လို့စကားပြောနေတယ်နဲ့ကြာသွားတာဘာကြီးလွန်းတင်နဲ့ဘာကြီးပြောခဲ့တာလဲကွအဖေကတော့အိမ်မွားနေစင်လာပြီးကုတ်ပြစ်မှာထိုင်နေကျုပ်ကမေးတာဗျဟဲ့ကျုံလုံးလေးတိကျနာတွေမေးပြလိုက်တာဖေရဲ့ငါသားဘာတွေများမေးလိုက်တာတော့စက်ကောမအတက်ပညာအကြောင်းမေးလိုက်တာပါဘာကြီးလွန်းတရားလဲတိတလောက်တော့ပြပြပါတယ်အေးပေါ့ကွာလူကြီးဆိုတော့လေဘ ഹു တုတာကြွယ်ဝတာပေါ့ကွာ
အဖေကတော့ရင်နွေးကြံကိုပြတ်မှထိုင်ရင်းနဲ့စိန်ခံပြီးတော့တောက်နေရဗျကျက်ကလည်းအမေကိုမိဖို့ကြောင့်လုပ်တွေကုလုပ်ပေးနေရပေါ့တွတ်ဒေတာမှာတော့မိန်းကလေးပြင်ယောက်ျားလေးတွေကလည်းမိဖို့ကြောင့်အလုပ်တွေကျွမ်းကျင်ကြတယ်ဗျဘာလို့လဲဆိုတော့ကျွတ်တို့ကတောရွာလေးဖြစ်ပြီးတော့လေတောတောင်နေနေတာကြောင့်အမဲလိုက်ကြတဲ့အခါမှာတောင်ရိုးပေါ်မှာချက်ဖြုတ်စားတတ်အောင်အားလုံးကအချက်ပြုတ်ကိုတင်ထားကြတာဗျကျက်ကတော့ဘာကြီးလွတ်တင်ပြပြတဲ့စက်ကောမအကြောင်းပဲတွေးနေမိတယ်ဟာတာဘာတွေအတွေးနေချင်ညာလဲကွာအဖေတောင်လို့လာတာမသိဘူးဆိုတော့ဟိုเจ้าဒီเจ้าတွေးညာပါအဖေအော်အေးဒါနဲ့ငါသားချစ်သူကောင်မလေးမရသေးဘူးလားဟာဗျာအဖေကလည်းမရှိသေးပါဘူးကျုပ်သဘောကျရသူရှင်တော့အဖေနဲ့မေကိုအရင်အသိပေးပါမယ်နော်အေးပါကွာတော့ကြောင့်ငါသားတယောက်လူပြိုကြီးဖြစ်နေမှာစိုးလို့ကွာအဖေကတော့ရင်နွေးကြတောက်ရင်လည်းတရားစာတွေဖတ်နေကျုပ်လည်းမကြီးပင်ကြီးအောက်ကိုတောက်ပြီးတော့မေးနေရပေါ့နှွေပူပူမှအေးကောင်းကောင်းနဲ့လေးအေးလေးတိုက်နေမကြီးပင်ကြီးရဲ့အောက်မှာအေးရတာလေစိတ်တစ်မျိုးပဲဗျတာလာရေတာလာချောင်းကခေါ်တန်းကြတော့ကျုပ်လေအိတ်နေရာနေထထိုင်လိုက်တယ်အတန်ကြားရတာနဲ့ဦးကြီးမောင်ရဲ့အတန်ဆိုတာကျုပ်သိနေပြီပေါ့ဗျာဦးကြီးမောင်ဝင်လာခဲ့လေဦးကြီးမောင်ကတော့ခေါင်းမောင်းဖြူဖြူကြီးကိုပေါင်းထိုင်နေကျုပ်အိတ်နဲ့မကြီးပင်ကြီးအောက်ရှောက်လာပါတယ်မင်းမကြီးပင်ကြီးအောက်ကအေးလိုက်တာကွာဦးကြီးမောင်ကတော့တိုက်ခတ်နေရလေရှူသွင်းပြီးတော့ပြောလိုက်ပါတယ်ဒါနဲ့နေပူကြီးရဲ့တကူးတကလားကိစ္စရှိလို့လားဗျအေးကွာရှိရလို့ပြောရမယ်ဒါနဲ့မင်းစက်ကောက်မပညာဆိုတာကြားဘူးလားကြားဘူးလားပေါ့ဗျာမနက်ကတော့မှဘာကြီးလွန်းတင်ပြလို့တော့ရှေးဘရင်လက်ထက်ကစက်ကောမပညာကိုမနှဲသိရတယ်ဘာကြီးလွန်းတင်ပြလေပြောစမ်းပါကွာကျုပ်ကလည်းဘာကြီးလွန်းတင်ပြတဲ့အကြောင်းအဆအဆုံးပြောလိုက်တယ်အေးကွာဘာကြီးလွန်းတင်ပြောတာကြီးအမှန်ပဲဒါပေမဲ့တိလရှင်တော့မဟုတ်ဘူးကွာဘိက္ခုနီမှာဖြစ်ရမှာအဲ့ဒီခေတ်အခါတော့ဘိက္ခုနီတွေပဲရှိသေးရလေဒါရထားပါဦးကြီးမစက်ကောမအတက်တွေအကြောင်းပြောနေတော့စက်ကောမပညာဖန်တီးမလို့လားမလွယ်ဘူးနော်ပေါက်ကရကွာငါဘလို့လုပ်ပြီးအဲ့အတက်ကိုတက်มาလဲကွာငါခရီးတစ်ခုသွားကြရှိလို့မင်းကိုလာခေါ်တာအမင်းလိုက်နိုင်လားခရီးရောဘလောက်ကြာမှလဲဗျပြီးတော့ဘယ်နည်းကြာမှလဲဦးကြီးမောင်ရဲ့သွားမှာတော့တောထဲကိုသွားမှာကြာတာတော့တနေ့လောက်ပါပဲကွာမကြပါဘူးလာမယ့်စနေနေ့ကိုသွားမှာအဲ့မင်းဘလို့သဘောရလဲရပါတယ်ကျုပ်လိုက်ခဲ့ပြီးမယ်လေကိုရောက်ပိုင်းလဲထွေထူလုံးဆရာမမရှိရဗျာမင်းသိကြရင်လဲလာမယ့်စနေနေ့မနေ့9ရင်လာခဲ့ကြလားကဲပါဗျာကျုပ်ဆက်လာခဲ့မယ်ဟုတ်ပြီလားကျုပ်ကလည်းလိုက်မဲ့အကြောင်းကတိပေးလိုက်ပါတယ်ဦးကြီးမောင်ကတော့မပြန်သေးပဲမကြီးပင်ကြီးရဲ့အောက်မှာကျုပ်နဲ့တူလင်းငင်းခံနေပါတယ်ဦးကြီးမောင်စက်ကောမပညာအကြောင်းနေကြားဘူးလားဗျကျုပ်မိလိုက်တဲ့စကားကြောင့်လဲလမ်းကိုကြည့်နေတဲ့ဦးကြီးမောင်ကျုပ်ကိုလှည့်ကြည့်ရင်းနဲ့အရင်ကြီးတော့မသိပါဘူးငါတို့ငငယ်ကအိယာဝင်ပုံမြင်လို့တကယ်အဖြစ်ပြက်လို့မိဘတွေပြပြတဲ့ဇလန်းလေးတစ်ခုတော့ရှိရဲကွာပြောပြပါလားဗျကျုပ်နားထောင်ခြင်းလို့ပါအေးလေပြောပြရတာပေါ့ဦးကြီးမောင်ကတော့ချောင်းတစ်ချက်ဟန်လိုက်ပြီးဇလန်းကိုစပြောပါတယ်ရှင်ပြည်နယ်အုပ်ချုပ်တဲ့အချိန်ခါတော့ငါပေါ့ကွာဇနကစာနာကြလို့ခေါ်တဲ့ပညာရှိကြီးတယောက်ရှိခဲ့ဘူးတယ်ဇနကဆိုတာကတော့အာတကမင်းရဲ့အဖိုးတော်ဆက်တယ်ဆန္ဒကုတ်မင်းကိုလည်းနန်းတင်ပေးခဲ့တယ်ဆန္ဒကုတ်မင်းနန်းရပြီးတဲ့အချိန်တစ်နှစ်ကျော်တဲ့အချိန်မှာတော့ဆန္ဒကပုံနာကြီးကရွှေပိတ်တာ20ငွေပိတ်တာ20ကြေးပိတ်တာ20အဲ့ပိတ်တာ20နဲ့အတူပဲသူတက်မြောက်ထားတဲ့စေကျန်းပီရင်ကျန်းလက္ခဏာကျန်းစတဲ့ကျန်းတွေကြောက်လှိုင်ကူကြီးတစ်ခုအဲ့အထဲမှာထားပြီးတော့ကြောက်လှိုင်ကူကြီးကိုလည်းစက်ကောမပညာတွေနဲ့ပိတ်ထားခဲ့တယ်ဆန္ဒကပုံနာကြီးကလည်းလော်ဂီကျန်းနဲ့လောကုရာကျန်းတွေကိုလည်းထည့်သွင်းထားခဲ့တယ်သူ့ရဲ့ကျန်းတွေနဲ့ရွှေငွေတွေကိုလည်းအသိပညာနဲ့ပြည့်စုံပြီးတော့အကျင့်သီလနဲ့ပြည့်စုံတဲ့သူသားရအောင်ယူနိုင်အောင်ဆိုပြီးတော့အစီအရင်နဲ့လှုပ်ခဲ့တာဖြစ်တယ်။နောက်နှစ်ပေါင်း100ကျော်ကြာတဲ့အခါရောက်တော့အကျင့်သီလနဲ့ပြည့်စုံတဲ့ဘုန်းတော်ကြီးတစ်ပါးကစနကပုံနာကြီးရဲ့စက်ကောမအတက်တွေကိုအလွယ်တကူကြော်လာပြီးတော့ကျမ်းစာတွေကိုရယူခဲ့တယ်။ဒါနဲ့အဲ့ဒီဘုန်းတော်ကြီးမပေါ်ခင်တခြားသူတွေကမကြိုးစားကြည့်ကြဘူးလားဗျ။ကြိုးစားကြတာပေါ့ကွာဒါပေမဲ့လည်းမအောင်မြင်ကြဘူးတချို့တွေကလည်းစက်ကောမအယုတ်တွေရဲ့ဓာတ်ချက်နဲ့သေးကြတယ်လို့တချို့တွေကလည်းလှိုင်ကူးရဲ့အပေါက်တရားဝင်ကပါလို့ဖြစ်နေကြကြောင်းလဲထလန်းမသိတော့ဘဲနဲ့အဆငတ်ပြီးတော့တည်သွားကြတယ်လို့သိရတယ်ဒါဆိုအဲ့ဒီဘုံတော်ကြီးတော်တော်ဉာဏ်ပညာနဲ့ပြည့်စုံတာပေါ့နော်အေးကွာအဲ့ဒီဘုံကြီးစနကပုံနာကြီးဝင်စားတယ်လို့လူတွေကယုံကြည်ကြတယ်လေဒါကလည်းထင်ကြီးတွေပြောကြတာပါခိုင်မာတဲ့သက်သေမှမရှိတာပဲကျတို့လေစကားအတော်ကြာပြောပြီးရဲ့နောက်မှာတော့ဦးကြီးမောင်ကလာရလန်းလေးအတိုင်းပဲပြန်သွားပါတယ်။နေ့ရက်တရလေးတက်ပြီးတရကုန်းသွားတဲ့နောက်မှာတော့ကျတို့ခီသွားမဲ့စနေနေ့မနေ့ကိုရောက်လာခဲ့ပါတယ်။လိုအပ်တာတွေကိုလည်းလုံလောက်သာယူပြီးတော့တားကောင်အနေနဲ့တွင်ရင်လည်းပြစ်ခတ်ဖို့အတွက်တနက်တလက်ကိုယူလာခဲ့လိုက်တယ်။တာလာမင်းဟာတနက်ကြီးနေပါလား။ထားခဲ့ဒီတစ်ခါခရီးကတော်ရဲတော့မှဆိုရင် NM ရှိစေရလို့ငါပြောရတယ်။လိုရမရတော့စောင့်သွားတင်တယ်မလားဗျ။အခုသွားမယ့်နေရာတာမန်နေရာမဟုတ်ဘူးတာလာရဲ့ငါပြောတာနားထောင်စမ်းပါ
ကဲပါမယူတော့ပါဘူးဦးကြီးမောင်အိမ်မှာပဲထားခဲ့တော့မယ်ကျုပ်ကတော့တနက်ကိုဦးကြီးမောင်ရဲ့အိမ်မှာထားခဲ့လိုက်ပါတယ်ကျုပ်တို့လည်းတောအုပ်ထဲတဖြည်းဖြည်းနဲ့ဝင်လာခဲ့တယ်ကျုပ်တို့သွားတာတနားကြောလောက်ပဲရှိအောင်မေဗျတလားရတော့ရပြီရောက်ပြီလားဗျကျုပ်ကတော့အဝေးထင်လိုက်ရတာဗျရောက်တာမဟုတ်သေးဘူးကဖြတ်လန်းနဲ့သွားမှာငါတို့တွေခုတိုင်းသွားရင်တော့အချိန်သိပ်ရမှာမဟုတ်ဦးကြီးမောင်ကဘယ်လိုဖြတ်လန်းကိုသွားကြတာလဲကဲခဏနေငါပြန်လာခဲ့မယ်ဦးကြီးမောင်ကတော့တောအုပ်ထဲဝင်သွားတာဗျအချိန်ခဏကြာပြီးရဲ့နောက်ပြန်ထွက်လာတော့လေထင်းကြီးတစ်ချောင်းရှူလာတယ်အသားကတော့အင်သားဗျဒါကြီးကဘာလုပ်ဖို့လဲဦးကြီးမောင်ရဲ့ထင်းစီမယ်လေကွာစကားမများနဲ့ထင်းချောင်းပေါ်ကာရခွာပြီးထိုင်တာဦးကြီးမောင်လုံနေတဲ့ပုံကတော့ကျုပ်တို့ငငယ်ကတုတ်ချောင်းကိုမြင်းလုပ်ပြီးစော့ခဲ့တယ်လို့အခုလေထင်းကြီးကိုခွာပြီးတော့ရက်နေရဗျကျုပ်လေဦးကြီးမောင်ပြောတဲ့အတိုင်းထိုင်လိုက်တယ်လက်ကလေထင်းကြီးကိုကင်ထားပေါ့တေးချကင်ထားတော့တာလာပြုတ်ကျသွားမယ်ကျုပ်ကလည်းဦးကြီးမောင်လုံနေရတွေကိုနားမလဲပဲခေါင်းသာကုတ်နေမိတယ်ဟာကျုပ်လေဟာကနေပဲអော်လိုက်နိုင်တယ်ကျုပ်အသေးလေးအေးသွားတာပဲဗျာကျုပ်နဲ့ဦးကြီးမောင်နဲ့စီးထားတဲ့ထင်းကြီးကလေလေတဲ့ဝါးတစ်ပြန်လာမြုပ်တက်သွားတာဗျကျုပ်ကလည်းပုံမှန်ဆိုရင်ထွက်ကြမှာတေးကြပေမဲ့အခုတော့ကျုပ်ကိုတယောက်ယောက်ကပြုတ်မကြောင်ထိန်းထားတာဗျအားကြောင့်ငါပြောပါတယ်တေးချကြိုက်မှာဆိုမင်းကိုစိတ်မချလို့ရက်ခါနဲ့တက်ခါကုညီခိုင်းထားတာမင်းဘေးမှာရက်ခါနဲ့တက်ခါရှိတယ်မင်းပြုတ်မကြတော့ကျုပ်လည်းဘာမှပြမပြောနိုင်တော့ပါဘူးထူးဆန်းလွန်းလို့လဲရင်းနေတဒုတ်ဒုံနဲ့ခုန်နေတက်တော်တွေစမ်းချောင်းတွေရိုးချောင်းတွေနဲ့ရွာတွေကိုတော့ကျုပ်ကအပေါ်စီးကနေမြင်နေရတယ်ကျုပ်တို့အင်းသားပြန်ကြီးကတော့တဖြည်းဖြည်းနဲ့တော်တော်မြင့်မြင့်ရောက်လာခဲ့တာပေါ့ဗျာကျုပ်ကလည်းတိမ်တွေအနီးကပ်မြင်ပူးလိုက်တယ်လှပတဲ့တောတောင်ရှုခင်းတွေကိုလည်းအပေါ်စီးကနေအပြေဝကြည့်ရှုခန်းစားလိုက်တယ်ဦးကြီးမောင်ကဒီလိုပညာရေးလည်းတက်တာလားဗျငါတို့မှပညာမှာလည်းအမျိုးအစားများကြီးရှိတယ်အဓိကကတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ပဲစူးစမ်းလေ့လာပြီးပုံဖော်ရတာပေါ့ကွာကျုပ်တို့တွေအချိန်တော်ကြာသွားပြီးရဲ့နောက်မှာတော့ရေတကုံကြီးတစ်ခုစီရောက်လာခဲ့တယ်ရေတကုံကရေတွေကလည်းကြည်လည်နေပြီးတော့ပတ်ဝန်းကျင်ကလည်းတာယာလျက်ရှိတယ်ကျင်းငတ်တွေရဲ့တာယာနာပြောဝဲအတန်တွေကလည်းပတ်ဝန်းကျင်မှာထွက်ပေါ်လျက်ရှိတယ်မော်ဒကွန်ခွင့်ပြီးမော်ဒကာကိုဆောင်းချတော့မော်နမေခမညာကျုပ်တို့လူနေရာကိုဝင်ပြပါဦးကြီးမောင်ပြောလိုက်တော့လေရေတကုံကြီးအလျားရှည်တွေကဘေးကိုဖျားထွက်သွားပြီးတကားတစ်ချက်ပေါ်လာခဲ့တယ်တကားရဲ့အဝင်ဝမှာတော့ဘလူးကောင်းပုံစံကြီးရရှိရဲ့ဗျတကားကလည်းပွင့်လာခဲ့တယ်ဦးကြီးမောင်ကတော့ကျုပ်ကိုခေါ်ပြီးရေတကုံနဲ့ဝင်သွားတယ်ထူးဆန်းတာကတော့ကျုပ်တို့ရေတွေကဖြတ်လာပြီးမဲ့ရေမနစ်တဲ့အပြင်ရေတော်မစိုးဘူးဗျကျုပ်တို့ထဲရောက်တော့လေဖျောင်းနိုင်မီတွေနဲ့ထွန်းညီထားတဲ့ကြောက်ခန်းတစ်ခုကိုလည်းတွေ့ရတယ်အခန်းထဲမှာတော့အသက်80အရွယ်လောက်ရှိမဲ့အဖိုးကြီးတွေထိုင်နေရဗျအခန်းထဲမှာတော့ဖျောင်းနိုင်မိအောင်ကလွယ်ပြီးဘာလင်းရောင်မှမရှိဘူးလွမ်းနောင်တော့အတော်အသက်ကြီးလာပြီပဲနှစ်20ကျော်မှတစ်ခါမှော်ဆင့်မြင်ရတာဆိုတော့လေမတွေ့ရတာတော့အတော်ကြောက်ပေါ့ကြောက်ခန်းရဲ့အလယ်မှာထိုင်နေအဖိုးကြီးကတော့ဦးကြီးမောင်ပြောလိုက်ပါတယ်ဟုတ်ပါတယ်အဖိုးမြည်လေခုတစ်ခါမှပြန်လာရတာပါဦးကြီးမောင်နဲ့အသက်အရွယ်တူတူလောက်ပဲရှိမဲ့သူကမြည်ဖို့ပြောနေရမြင်တော့လေအံ့ဩရပြန်နေကောင်းပါပြီကွယ်ဒါနဲ့ဘေးကနတ်ဆိုးလေးကဘေးကအဖေါ်ခေါ်လာတယ်မဟုတ်ပါဘူးအဖိုး तू ကနတ်ဆိုးမဟုတ်ပါလူသားပါကျုပ်နဲ့တူအဖေါ်ဖြစ်ခေါ်လာတာပါပြီးတော့ဒီကောင်လေးကမရဏဘွားလေးပါအဖိုးဟေးမရဏဘွားဟုတ်လားမသိပဲအသက်ရှင်လာတယ်ဆိုတော့တော်တော်ထူးတာပဲအဖိုးစီလွတ်လိုက်ပါဦးကြီးမောင်ကလည်းကျုပ်ကိုမျက်စာပြပြလိုက်တော့ကျုပ်လည်းအဲ့ဒီအဖိုးကြီးနာကိုရှောက်သွားလိုက်တယ်အဲ့ဒီအဖိုးကြီးကတော့ကျုပ်ရဲ့ခေါင်းကိုကိုင်းပြီးတော့ခဏငြိမ်နေတယ်ဗျလွမ်းနောင်မင်းဒီကလေးကိုတေချာထိမ့်သိမ်းထားနောက်တစ်ချိန်မှာမော်ပညာအရာမှာထိုးခဲ့တဲ့သူဖြစ်လာနိုင်တယ်ကျုပ်ကလည်းကျုပ်ကြားတဲ့နာကိုတော့မယုံနိုင်ပါဘူးဗျာကဲသွားလို့ရပြီကျုပ်ကလည်းဦးကြီးမောင်နာကိုပြန်လှောက်လိုက်တယ်အဲ့ဒီအချိန်ကျုပ်တို့ကြောက်အခန်းထဲကိုတော့လင်းတို့အတောင်ပန်းရှိတဲ့မကောင်းဆိုးဝါးတကောင်ဝင်ရောက်လာတယ်ဗျလွမ်းနောင်တတိထားစမ်းအဲ့မကောင်းဆိုးဝါးကြီးကတော့ဦးကြီးမောင်ကိုစုံရဲတကောင်လိုပြေးကုတ်တာဗျဦးကြီးမောင်ကလည်းဘေးကိုတစ်ချက်ရှောင်းလိုက်ပြီးတော့လေလက်နဲ့ရိုက်ချလိုက်တယ်မကောင်းဆိုးဝါးကြီးကလည်းလဲနေရနေပြန်ထလာပြီးဦးကြီးမောင်စီကိုပြေးလာပြန်နေဗျဦးကြီးမောင်ကတော့လက်ဝါးကိုပူကတ်လိုက်ပြီးဂါထာမန်နဲ့တခုရွတ်လိုက်တယ်ဘာတွေရွတ်နေရလဲတော့ကျုပ်လည်းနားမလဲတော့ဗျဦးကြီးမောင်ရဲ့လက်ဝါးတွေကလည်းအနီရောင်ရောင်စင်နှန်းကြီးတွေထွက်လာပြီးတော့မကောင်းဆိုးဝါးကြီးပြေးမှန်တာဗျမကောင်းဆိုးဝါးကြီးကလည်းမီးတွေလောင်ကျွမ်းသွားပြီးတော့ပျောက်ကွယ်သွားတယ်အပြင်လူဝင်လို့မကောင်းဆိုးဝါးဝင်တာဘာမှဖြစ်ပါဘူးအဖိုးကြီးကလည်းပြောရင်းနဲ့သူ့ရဲ့တောင်ဝေကြီးကိုမြေပြင်ကိုထောက်လိုက်တယ်ကဲတငယ်အပြင်ခဏထွက်လိုက်တော့နော်မော်အဆင့်မြရမယ့်အချိန်ရောက်လာပြီကျက်ကလည်းချက်ချင်းဆိုသလိုရေတကွန်ကြီးအပြင်ရောက်သွားတာဗျအစဝင်ခဲ့တဲ့တကားကြီးလည်းပြန်ဝင်သွားပြီးရေတွေကလည်းပြန်ပြီးစီးကြနေရပေါ့ဗျကျုပ်လည်းနိုင်ဝက်လောက်ကြာဆောင်းပြီးရဲ့နောက်မှာတော့တကားကြီးကပြန်ပေါ်လာတယ်ဗျဦးကြီးမောင်လည်းတကားကိုဖွင့်လျက်နဲ့ထွက်လာတာတိုက်မဲ့လေဦးကြီးမောင်ရဲ့မျက်နှာကတော့တိုက်ပွဲဝင်ရတော့မဲ့သူလိုဖြစ်နေရဲ့ဗျကျုပ်လည်းဦးကြီးမောင်အံ့ဩစွာကြည့်နေတော့မှကျုပ်ရဲ့ခန္ဓာကိုယ်ကခြေပြားနေစာပြီးပျောက်လာတာမသိရင်မှန်ကြည့်လိုမျိုးဖြစ်သွားတာကျုပ်လည်းဘယ်ရာကိုမှထိလို့မရတော့ဘူး
ချက်ချင်းဆိုသလိုမိုးတွေကလည်းမှောင်မဲလာတယ်။တာယာစွာတီကျူးနေတဲ့ကျင်းငတ်တွေရဲ့အတန်အစားဆောက်ချားစရာအတန်တွေပေါ်ထွက်လာတယ်။အနီရောင်မီးလုံးကြီးတွေကတော့မဲနဲ့နေတဲ့ကောင်းငင်တွေကနေဆင်းသက်လာပြီးမြေပေါ်ရောက်တော့မကောင်းဆိုးဝါးငါးကောင်ဖြစ်သွားတာဗျ။လိုင်းကူထဲမှာကြွရတဲ့အကောင်ပုံစံတွေလည်းပါတယ်။လက်သေးကြီးရလည်းချွန့်ထက်နေရဗျ။အဲ့ဒီအကောင်ကြီးငါးကောင်ကလည်းဦးကြီးမောင်စီတရှိန်ထိုးပြေးသွားတာ။ခက်ခဲမှုကိုရင်ဆိုင်လိုက်ပြီးပညာအဆင့်ကိုရှူလိုက်။ရေတကွန်ကြီးစီကနေအတန်တစ်ခုထွက်ပေါ်လာတယ်။ဦးကြီးမောင်လည်းခြေကိုစောင့်လိုက်ပြီးလက်ဖွားနှစ်ခုကင်တစ်ခုခုရွတ်နေရဗျ။ဟာကျုပ်ရဲ့အနောက်ကနေပြီးတော့မကောင်းဆိုးဝါးတေးသေးလေးတွေပြေးထွက်လာတာဗျ။ကျုပ်ကိုဖောက်ထွက်ပြီးတော့လေဦးကြီးမောင်စီအတင်းပြေးဝင်သွားကြတာ။မရဏစီထွက်စမ်းအနီရောင်ရှိရဲ့စီဝိုင်းကြီးကတော့ဦးကြီးမောင်ရဲ့ဘေးပတ်ပတ်လေးပေါ်လာတယ်ဗျ။မကောင်းဆိုးဝါးတွေကလည်းစီဝိုင်းနဲ့ရောက်တာနဲ့အကောင်ပြတွေဖြစ်ကုန်တာ။နောက်ဆုံးမကောင်းဆိုးဝါးကြီးကတော့ပြမဖြစ်ပဲဦးကြီးမောင်လက်ဝါးကြီးနဲ့ရိုက်တာ။ဦးကြီးမောင်ကလည်းရှောင်ပြီးတော့ညလက်ဝါးနဲ့ပြန်ရန်လိုက်တော့အဖြူရောင်အငွေ့တွေဖြစ်သွားတယ်။ကျုပ်ရဲ့ခန္ဓာကိုယ်ကလည်းငခုပုံစံပြန်ဖြစ်သွားပြီ။ပဝင်းကျန်လည်းလှပစွာနဲ့ပြန်ပေါ်လာတယ်။မဲနဲ့နေတဲ့ကောင်းငင်ကြီးလည်းမရှိတော့သလိုမကောင်းဆိုးဝါးကြီးလည်းမရှိတော့ဘူးဗျ။ဦးကြီးမောင်ကလည်းကျုပ်ကိုခေါ်ပြီးတော့အင်းသားပြန်ကြီးပေါ်တက်လိုက်ပြီးတော့အိမ်ပြန်လန်းကိုစတင်ခဲ့ကြတယ်။ဦးကြီးမောင်ဟိုလိုင်ကူထဲမှာတွေ့ရတဲ့အဖိုးကြီးကဘာတူလဲဗျ။ဦးကြီးမောင်နဲ့အသက်ကတူတူလောက်နီးလို့ခေါ်နေသေးတာ။အဲ့ဒါငါအဖိုးပေးတွေပေါ့ကွာ။အလဲမှာထိုင်နေတဲ့ဆရာကြီးကအဖိုးကွမ်နဲ့မော်ဆရာကြီးတွေကွာ။ငါသူနဲ့အသက်မတူပါဘူး။သူ့အသက်ကငါထက်အစ1000လောက်ကြီးတယ်။ဗျာ။အဲ့လိုကြောင်ကြီးရလား။အေးပေါ့ကွာတခြားအဖိုးတွေလည်းရှိသေးတယ်သူတို့ကတော့အဖိုးကွမ်လောက်တော့မစွမ်းကြဘူးအဖိုးကွမ်ကရေကိုမီးဖြောင်းတော့လုံနိုင်တယ်ကွာဒါနဲ့အဲ့ဒီမကောင်းဆိုးဝါးကြီးကဘယ်ကနေရောက်လာလဲအဲ့ဒါပညာအဆင့်ယူတယ်လို့ခေါ်တယ်မကောင်းဆိုးဝါးတွေချိန်မုံနိုင်မှာပညာအဆင့်တစ်ဆင့်တက်တာကွာဒါဆိုဦးကြီးမောင်အဆင့်ဘယ်လောက်ရပြီလဲငါကတော့ခုမှပညာအဆင့်3ပဲရှိသေးတာမလွယ်ပါလားဗျဟိုပညာပြန်ရင်သိသွားမှဖြင့်ဒုက္ခအဲ့ဒါကြောင့်လေပညာအဆင့်တစ်ခုတက်ဖို့အတွက်မနှဲကြိုးစားတယ်သိတောင်သိနိုင်တယ်ကွာဒါနဲ့အဖိုးကွမ်ရေတခွန်ထဲမှာပဲနေရလားအပြင်းနေပါရောမထွက်ဘူးလားသူတို့ကတော့ထုံကူးသွားပြီကွာရေတခွန်ထဲမှာပဲနေရင်းနဲ့နောက်ပွင့်မဲ့ဖျောက်စောင့်နေရပေါ့ကွာကျုပ်တို့လေရွာအောင်ညနေမှပြန်ရောက်လာခဲ့တယ်အင်းသားပြန်ကြည့်တော့ကျုပ်သဘောကျသွားပြီးအိမ်ယူသွားခဲ့တာပေါ့ဗျာအမေကတော့ထည့်ပေးလိုက်တဲ့ရိတ်ခါတွေမလျော့တာကြောင့်အတော်အံ့ဩနေအဖေကလေကျုပ်ယူလာတဲ့အင်းသားတုံးကြီးကိုကြည့်ပြီးတာလာဒါကြီးကဘာလုပ်ဖို့လဲကွာအဖေမိုးဝပြန်ကျလာဗျဒါကြီးလည်းပြန်လုပ်ကြတယ်ဗျတာလာကတော့စိတ်ကောမှန်ရလားမသိဘူးဟေးဘာတွေလောက်ပြန်ပြီလဲမသိဘူးအဖေမျောလက်တွေ့ပြမယ်အေးကွာပြကျကလည်းအင်းသားတုံးကြီးကိုကားရခွာလိုက်တယ်အဖေကိုလည်းကားရခွာထားခံလိုက်တယ်ဘေးရလူတွေကလည်းကျုပ်တို့ညောင်ကြည့်ညာပေါ့ဗျာကဲပြန်စမ်းကျုပ်ပြောလိုက်ပေမဲ့လည်းအင်းသားကြီးကမပြန်ဘူးဗျပြန်စမ်းကျုပ်ကလည်းအင်းသားတုံးကြီးကိုပြောနေပေမဲ့မပြန်ပါဘူးဗျဘေးရလူတွေကလည်းရီကြပြောမနေပါနဲ့အဖေကလည်းအင်းသားတုံးပေါ်နေစင်းပြီးအဆက်ခွဲရကောင်လားဆိုပြီးကျုပ်ကိုလိုက်ရိုက်တော့တာပါပဲဗျာကျုပ်ကတော့ဖွားနဲ့တင်မှာတသားတဲ့ကြောင်ပြေးရတာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရကြမှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစင်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမိကြပါနဲ့ဦးနော်နောက်ဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်